ဇိမ်ခံပစ္စည်းဆိုင်ဝင်ပေါက်မှာလူတယောက်ပေါ်လာပြီးငွေသားတွေကိုဝှေ့ရမ်းပြတယ်ပြီးတော့ပတ်စံအားလုံးကိုသူ့မရှိမှာပစ်ချလိုက်တယ်။အဲ့ဒီလူကသူ့ဇနီးအစ်ကိုအလို့ရမ်းမရှုပ်အောင်ဘီလီယံနာရဲ့လက်အောက်ငယ်သားတယောက်ဖြစ်နေမှန်းသိလိုက်ရတယ်။သူ့လက်အောက်ငယ်သားကိုသူ့ဆိုင်ထဲကအရာအားလုံးကိုဝယ်ခိုင်းလိုက်တယ်။အလုပ်ပြီးပြီလို့ယောက်ျားကသူ့ကိုပြောတဲ့အချိန်မှာပဲလိုက်ဖမ်းခဲ့တဲ့မိန်းမကလည်းအဖြစ်အပျက်ကိုမြင်လိုက်ရတယ်။သူနဲ့သူ့လက်အောက်ငယ်သားကသူတို့ရဲ့လုပ်ရက်ဖော်ထုတ်ခံရလိမ့်မယ်လို့ထင်နေတော့မှပဲသူမကအန်အောတကြီးနဲ့သူလည်းအလုပ်ရှာနေတာလားလို့မေးလိုက်တယ်။သူကချက်ချင်းပြုံးပြီးဟုတ်ကဲ့လို့ဖြေလိုက်တယ်။အမှန်တော့သူကတထေးတယောက်အနေနဲ့ဒါမကဘီလီယံနာတယောက်လည်းဖြစ်တယ်။ယောက်ျားကသူ့လုပ်ရက်ကိုတက်ကြွစွာလိုက်လုပ်တယ်။လက်အောက်ငယ်သားထွက်သွားမှသူစိတ်အေးသွားတယ်။သူ့ဇနီးရဲ့ဇယိုက်ကိုစမ်းသပ်ဖို့သူ့နာမည်ကိုရည်ရွယ်ချက်ရှိဖုံးကွယ်ထားမိတယ်ဆိုတာသိလိုက်ရတယ်။စိတ်လှုပ်ရှားစွာနဲ့သူမရဲ့အန်အောဖွယ်ကောင်းတဲ့နေကြောင်းပြောပြလိုက်တယ်။သူကဘာမှမပြောဘဲသူမရဲ့ကောင်းမွန်တဲ့အပြုအမူအတွက်ပဲချီးကျူးခဲ့တယ်။ဒါတွေအားလုံးကသူ့ရဲ့အစီအစဉ်ဖြစ်မှန်းသူမလုံးဝမသိခဲ့ဘူး။ညဘက်ရောက်တော့စပွဲဘေးမှာထိုင်ပြီးလစာကိုရေတွက်နေတယ်ပြီးတော့တရက်ထဲနဲ့ဒေါ်လာ100သူညရခဲ့တယ်လို့ဂုဏ်ယူစွာပြောလိုက်တယ်။သူ့အကိုကသူမဟာရွှေတူးသမားတယောက်လိုဖြစ်နေပြီလို့ပြောပါတယ်။သူကသူ့အကိုကိုမြန်ဝင်ဖြစ်ပြောလိုက်ပါတယ်။မမျှော်လင့်ပဲနောက်တစ်စက္ကန့်မှာသူမဟာသူ့အမေကိုဒေါ်လာ30,000ပေးလိုက်ပါတယ်ပြီးတော့သူမကသူ့ဖေကိုနောက်ထပ်ဒေါ်လာ30,000ပေးလိုက်ပါတယ်။နောက်ဆုံးတော့သူ့အကို2ယောက်စလုံးဒေါ်လာ20,000ရသွားပါတယ်။နောက်ဆုံးဒေါ်လာ10,000ပေးပြီးတဲ့နောက်မှာသူမဟာဘာမှမသိမ်းထားပါဘူး။သူ့အမေမျက်ရည်ကျလာပါတယ်။ဘာဖြစ်တာလဲလို့ဇဝေဇဝါနဲ့မေးလိုက်ပါတယ်။သူ့အမေကမထိန်နိုင်ပဲဖုံးကွယ်ထားတဲ့အမှန်တရားကိုပြောပြချင်နေပါတယ်။သူ့အကိုကသူတို့ရဲ့အမေကိုတားဖို့အမြန်နှမ်းလိုက်ပါတယ်။ဒီမြင်ကွင်းကြောင့်လဲသူမကိုထူးဆန်းစွာခံစားရစေပါတယ်။အကိုကသူတို့ရဲ့အမေဟာသူမအရန်စိတ်ထိခိုက်လွန်းလို့ငိုတယ်လို့ရှင်းပြပါတယ်။အပြစ်ကင်းစင်တဲ့သူမကတော့သူတို့ရဲ့လိန်ညာမှုကိုထပ်ယုံကြည်သွားပါတယ်။သူမအိပ်ပျော်သွားပြီးနောက်သူနဲ့သူမိသားစုကတကားဖွင့်ပြီးတိတ်လေးကြည့်နေကြပါတယ်။သူမတကယ်အိပ်ပျော်သွားတယ်ဆိုတာအတည်ပြုပြီးတဲ့နောက်အစည်းအဝေးတစ်ခုအတွက်စုဝေးကြပါတယ်။သူတို့အားလုံးဘာလို့ရမှန်းမသိတဲ့အချိန်မှာသူမရဲ့ဇယိုက်ကိုစမ်းသပ်ဖို့သူမကိုလှည့်စားခဲ့တာကိုနောင်တရကြပါတယ်။လက်ထောက်ကသူမကိုတောင်းပန်ဖို့ကမ္ဘာဈေးကြီးဆုံးပန်းရောင်စိန်ကိုဝယ်ဖို့အကြံပေးခဲ့ပါတယ်။ဒါကြောင့်စိန်ကိုဈေးစစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာသူဟာဇိမ်ခံမော်တော်ယာဉ်တန်းနဲ့လေလံဟိုတယ်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာစပွဲထိုးအဖြစ်အလုပ်လုံနေတဲ့သူမဟာချမ်းသာတဲ့မိသားစုနဲ့လက်ထပ်ထားတဲ့သူ့ညီမကလှောင်ပြောင်နေတာကိုခံနေရပါတယ်။ညီမကသူ့လက်ချောင်းပေါ်ကအေယာမလက်စုပ်ကိုတောင်ပြသခဲ့ပါတယ်။ဒါပေမဲ့တခြားသူတွေကိုမိခိုတာကကိုမိခိုတာလောက်မကောင်းဘူးလို့ယုံကြည်တဲ့အတွက်သူ့ညီမကိုအသက်လောက်မနာလို့ဖြစ်မိပါဘူး။အဲ့ဒီအချိန်မှာပဲဘသူကဒီလောက်ကြီးကျယ်ခမ်းနားတဲ့အချွေအရန်ရှိလဲဆိုတာသိချင်လို့ဟိုတယ်ထဲကိုရှောက်ဝင်လာခဲ့ပါတယ်။အပြင်ဘက်အစုံဆုံးမှာရှိနေတဲ့သူမကတော့မြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။ပုံမှန်နဲ့လုံးဝကွဲပြားတဲ့သူခင်ပွန်းကိုသူမမြင်နိုင်ပါမလားနောက်ဆက်တွဲသတင်းကိုသိချင်ရင်ကျွန်တော်အကောင့်ကို follow လုပ်ပြီး subscribe လုပ်ပေးပါ